ဟုတ်ပါဒီနေ့ကြက်မတစ်ကောင်ရခဲ့တာနဲ့ကျွန်တော်ကြက်မကိုဇပလင်ကြီးနဲ့ချက်မှဖြစ်ပါတယ်ဒါကတော့ခုတ်ထစ်ပြီးတော့ကျွန်တော်ရေစင်းတက်ဆင်လာတာပေါ့နော်ဒီဟာကြတော့ဥစုံကျွန်တော်ရတယ်တကောင်လုံးဝယ်တဲ့အတွက်ဥစုံရပါတယ်ခင်ဗျာအရသာနှက်ဖို့တော့ကျွန်တော်ဆွနွေးမိုးထည့်မယ်ပြီးွားရင်စားလေးတစ်စုံထည့်မယ်ပြီးရင်အချိုမုတ်လေးတစ်စုံထည့်လိုက်ပြီးွားရင်နှံ့ကောင်နယ်ပြီးွားရင်တော့ကျွန်တော်တို့ထေချာနှက်တာပြီးမှဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်စီတက်ဖို့အတွက်ကိုဂျင်းသုံးတယ်ဇပလင်သုံးတယ်ကြက်သွန်ဒီကြက်သွန်ဖြူကိုသုံးထားပါတယ်ခင်ဗျာခုနဟာတဲ့အကုန်လုံးလှီးပွားပြီးဟိဆိုရင်တော့ကျွန်တော်တို့ထောင်းဖို့အတွက်စုံနေထည့်လိုက်ပါမယ်ပြီးွားရင်တော့ကျွန်တော်တို့ညက်ညက်လေးထောင်းလိုက်ပါမယ်ခင်ဗျာဒီလိုအနေထားလေးရောက်လာပြီဆိုရင်တော့ရပါပြီခင်ဗျာထုံးစံအတိုင်းပဲဒေအိုတဲ့စီပူလာပြီဆိုရင်တော့စီတက်ပေးလိုက်ပါမယ်အညူအောင်လေးတွေတန်းလာပြီဆိုရင်တော့အစိမ့်မုတ်လေးတစ်စုံတော့ပြစ်ထည့်ပေးလိုက်ပါစီလေးတက်လို့မွေးလာပြီဆိုရင်တော့ကျွန်တော်တို့သုံးနေကြရှူတီမဆလာလေးကိုထည့်ပေးလိုက်ပါမယ်စီတက်လို့အားလုံးမွေးလာပြီဆိုရင်တော့နောက်ပိတ်ဆုံးမှာခုနတော့ကလုံနာပီတာနဲ့တက်တာလေးကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးွားရင်တော့ကျွန်တော်တို့စက်သားတွေလုံးဝရည်မထည့်ပါနဲ့ခင်ဗျာသူကစက်သားတွေကနေရေထွက်မှာမို့လို့ကျွန်တော်တို့ဒီတိုင်းလေးပဲနည်းနည်းလုံးပြီးွားရင်အဖုံးအုပ်တာပြီးလိုက်ပါမယ်ခင်ဗျာကျက်တဲ့ကအရည်တွေထွက်လာပြီးသူ့ဟာသူဆူလာပြီးဆိုရင်တော့ကျွန်တော်တို့အဖုံးလေးခွဲနည်းနည်းပါးပါးလေးလှမ်းပြီးလေးလှော်ပြီးလိုက်ပါမယ်ခင်ဗျာပြီးွားရင်တော့ကျွန်တော်တို့ခုနတော့ကထောင်းတာပြီးသားဆုံရှိတယ်အဲ့ဆုံကိုရည်ကျင်းပြီးတော့ကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်ဆုံရီလို့ခေါ်ပါတယ်ခင်ဗျာပြီးွားရင်တော့တပြားရဲ့တာနဲ့ဇပလင်လေးတွေကိုထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့စုတဲ့ထိတည်ပေးလိုက်ပါမယ်ခင်ဗျာနိုင်ခွက်ထားပြီးစုလို့ဒီလိုအနေထားလေးရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အရသာလေးမြည်ကြည့်ပေးပါမယ်ကျွန်တော်ကတော့အရသာလေးပေါ့လို့ကျွန်တော်ကြက်တာမှုတ်လေးတစ်စုံထည့်ပေးလိုက်ပါတယ်ခင်ဗျာဟင်းရင်လေးကအရသာလေးကွက်တိပဲဆိုရင်တော့ခုနတော့ဥဒိန်လေးကိုထည့်ပေးလိုက်ပါမယ်ပြီးွားရင်တော့ကျွန်တော်တို့ဥဒိန်လေးကြောက်အောင်ကျွန်တော်အဖုံးလေးပြန်အုပ်ပေးလိုက်ပါမယ်ခင်ဗျာဥဒိန်လေးတွေဒီလိုအနေထားလေးရောက်လာပြီဆိုရင်တော့ရပါပြီခင်ဗျာနောက်ဆုံးမှာတော့အရန်ကုန်မွေးတဲ့ကြက်သားဇပလင်ချက်လေးတစ်ခွက်ရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူး